ဖျားပန်းကက်လူချင်းအားတဲ့အကျိုး၅ပါးရရှိစေနိုင်ပါတယ်တဲ့အဲ့ဒီအကျိုး၅ပါးကတော့နံပါတ်1လဘတန်ရှင်းသောရုပ်စင်းအင်္ဂါရှိခြင်းနံပါတ်2တင်းပြတ်မွေးကြိုင်သောကိုယ်ရဏရှိခြင်းနံပါတ်3နတ်လူတို့ချစ်ခင်နှစ်သက်ခြင်းနံပါတ်4ကြော်စောသတင်းပြန့်နှံ့ခြင်းနံပါတ်5ကိုယ်စိတ်ချမ်းသာရှင်လန်းခြင်းတို့ဖြစ်ပါတယ်ဖျားပန်းကက်လူတော်မယ်ဆိုရင်ဘုံတော်နန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒပါရမီတော်နန္ဒမေတ္တာတော်နန္ဒစကြဝဠာကဘာမြေမှုဖြန်းဖြန်းကျိုးများတကူတော်နန္ဒတို့နှင့်ပြည့်စုံတော်မူသောရှင်တော်မြတ်စွာဘုရားရှင်တော်မြတ်စွာဘုရားအားယနံလက်သည့်အစင်းလဲလာလက်ဆက်တရှင်သောဤပန်းများကိုဖြူစင်သရာစေတနာဖြင့်ရွှင်ငါစိတ်လန်းလှူဒန်းပါ၏ရှင်တော်မြတ်စွာဘုရားရှင်တော်မြတ်စွာဘုရားအားယနံလက်သည့်အစင်းလဲလှသောဤပန်းများကိုလှူဒန်းရတဲ့အကျိုးအကြောင်းဘဝတိုင်းဝယ်ပညာကျွယ်လက်သွဲသွဲကုန်နှင့်အစုံဆင့်ထုံသိမ်းကြိုင်လိုက်ရပါလို့ရှင်တော်မြတ်စွာဘုရား